ဟုတ်ပြီကျွန်တော်ဒီနေ့ဝင်ဟာဖို့ဇွိထားတဲ့ကျန်ပိုက်ကဟေဆေအခန်းကြီး6အပိုင်းငယ်1ကနေရှိသတိဖြစ်ပါတယ်အားလုံးအတွက်ဒီအနေပဲကျွန်တော်ဖတ်တော်မှာဖြစ်တဲ့ဒီချာလေးနားထောင်ပြီးကြဖို့လဲမေတ္တာခံခြင်းတဲ့အိုယီမင်းချေအနေဆာရောက်တော်နှစ်တွင်ထာဝရဘုရားသည်အလွန်မြတ်သောပလင်ပေါ်မှထိုင်တော်မူသည်ကိုငါမြင်၏အဝတ်တစားသည်မိမန်တော်ကိုဖြစ်လေ၏ကောင်းကင်တမန်တရက်တို့သည်ပလင်တော်တစ်ဖက်တစ်ချက်၌ရပ်နေကြ၏သူတို့သည်အတောင်6ခုစီ၍အတောင်2ခုဖြင့်မျက်နှာကိုဖုံးလျက်အတောင်2ခုဖြင့်ခြေတို့ကိုဖုံးလျက်အတောင်2ခုဖြင့်ပြန်တတ်ကြ၏သူတို့ကလည်းကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏တန်ရှင်းတော်မူ၏မြေကြီးလုံးသည်ဘုံတော်နဲ့ပြည့်လေ၏ဟုတပါးကိုတပါးကြွေးကြော်၍မတ်ဆိုကြ၏ထို့သောကြွေးကြော်တန်ကြောင့်တကားတိုင်းတို့သည်လှုပ်ရှား၍မိခိုးနဲ့တိမ်လုံးပြည့်လေ၏ငါကလည်းငါ၌အမင်္ဂလာရှိငါအကျိုးနဲ့ရှိပြီးအကြောင်းမူကားငါသည်ငင့်ငြိုသောနှုတ်ခမ်းရှိလျက်ငင့်ငြိုသောနှုတ်ခမ်းရှိသောလူမျိုးတွင်နေလျက်နဲ့ကောင်းကင်ဘုရားအရှင်ထာဝရဘုရားတည်းဟူသောရှင်ဘုရင်ကိုမြတ်ရှိနဲ့မြင်လေပြီးတကားဟုဆို၏ထိုအခါကောင်းကင်တမန်တရတပါးသည်ဇစ်ပလင်ပေါ်ကမြင်းဟစ်ဖင့်ယူသောမိခဲတခဲကိုလက်နဲ့ကင်လျက်ငါရှိရာသို့ပြန်လာ၍ငါနှုတ်ကိုတုပေးလျင်ဤမိခဲသည်ဒီနေ့နှုတ်ကိုတွေ့ပြီးဒီနေ့ဒုစရိုက်ကိုတုတ်တင်ပြီးဒီနေ့အပြစ်လဲဖြေရှင်းပြီးဟုဆိုလီတဖန်ထာဝရဘုရားကငါသည်အဘယ်သူစီလွတ်ရမည်ငါတို့အဖို့အဘယ်သူတော်မနေဟုမေရောမူတန်ကိုငါကြားလျင်ငါကအကျွန်ုပ်ရှိပါ၏အကျွန်ုပ်ကိုစီလွတ်တော်မူပါဟုလျှောက်လေ၏ဖတ်တော်နှုတ်ကပတ်တော်အဖြစ်အယောက်တိုင်းကိုဘုရားသခင်တတဖန်ကောင်းချီးပေးပါစေဒီနေ့ဖတ်တော်တဲ့ကျမ်းပိုက်ထဲကနေနောက်ဆုံးပိုက်ကိုပဲကျွန်တော်ခေါင်းရှင်အနေဖြင့်တတ်ချင်တယ်အကျွန်ုပ်ရှိပါ၏အကျွန်ုပ်ကိုလွှတ်တော်မူပါလို့ဘုရားတန်ကိုဘယ်သူကဒီနေ့မှာပြန်လဲပြီးတော့မှတုံ့ပြန်လုတ်နိုင်မလဲဆိုတာကျွန်တော်စိတ်ထဲမှာဆုတောင်းတဲ့အရာဖြစ်တယ်ဖတ်တော်တဲ့ကျန်ပိုက်မတိုင်ခင်လေးမှာကျွန်တော်အနည်းငယ်လေးပေါ်ပြချင်တာရှိတယ်လွန်ခဲ့တဲ့ပတ်တုန်းကမြေဦးထဲမှာရှိသောနတ်သားမွေးဆိုမှခေါင်းစဉ်တပ်ဘရော့ကျွန်တော်ဝင်ဟာခဲ့ပါတယ်မြေဦးဆိုတာဘယ်သူလဲဆိုရင်ကျွန်တော်တို့တွေဖြစ်တယ်ဒီခန္ဓာကိုယ်ကမြေကြီးပဲဖြစ်တယ်ကျွန်တော်ဆိုရင်မြန်လေးခြေဆောင်ချင်းမလာဘူးဆိုရင်ဒီမှာမတ်တရနေတဲ့သူကနော်မြေဦးပဲဖြစ်တယ်နော်ခြေနှချောင်းစီရဲလက်နှချောင်းဦးခေါင်းစပင်ဒီနဲ့စီတော့မြေဒါပဲကျွန်တော်ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လို့ဒီမှာကျွန်တော်ပြောလို့ဒီလိုစကားပြောလို့ရတာလဲမတရလို့ရတာလဲဆိုရင်ကျွန်တော်အထဲမှာဖျားပြီးတော့ဝိညာဉ်ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်အဲဒီဝိညာဉ်မကဘဲနဲ့ဖျားသခင်ထံကအနေလာပြီးတော့မှကျွန်တော်ဝိညာဉ်နဲ့ဆက်ထားတော့နော်တန်ရှင်းတော်ဝိညာဉ်တော်ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါနဲ့ကျွန်တော်တို့အားလုံးကဲတင်ချင်းတို့ရောက်တော်သူအားလုံးဒီမိဦးထဲမှာရှိတော်နန္တာမွေးကိုဆောင်တော်သူများကျွန်တော်တို့ဖြစ်ကြတယ်အဲ့ဒီနန္တာမွေးကိုနေရာတကမှာနော်လူတွေထံမှာပြန်နှံ့ဖို့လူတွေအားလုံးကတိဘရမဝန်မြောက်ချင်းငင်တဲ့ချင်းရရှိဖို့နော်ဖြစ်တဲ့အကြောင်းကိုအနည်းငယ်လေးကျွန်တော်ဝင်ငါခဲတယ်ဒီနေ့အတွက်တော့
eri tu taba thama piat na ya me nan ta mui no chonoru belu ya si de le ya si bi ma phayat ga belu atung pyu male sura chono wi nga phu phit de eri atwat phayat khen ga chonoru ku elu myo atung pyu nai phuya chonoru ku dan ye sung phet chat ku phaya ka tong su ra phit de abe tu ku nga si lo ya mani nga ru aphu abe tu to ya mani lu pyo de kha ma chonoru ku dai ka o hoke ku ro chono si ba yi chono to ba me o ku ro chono si ba de chama si ba de so ma phaya ye atan ko chonoru pian le bro ma tung pian luk pho hoke lu wan khan pho chonoru ku tong so ra phit de so ra chono pyo chin de dia ne patte bro ma tamai ani nge li chono pho pya chin de Males Lucian Prophet Isaiah Hosea go phaya ta khin nga kho chin tamai phit de Isaiah o phaya ta khin nga tu e no tissa si to prophet tati si to prophet atung ro khan me prophet phit nai phuyan phaya ka Hosea go khora phit de be ching ma kho ta le so lu si yin BC leya BC khonaya ne lese ne tung se gu chia ma no sin phin chi o yi min chi sung to de achong cha ru ti sia de o yi min chi sung to de kha ma ai o yi min chi ye atet ta ko chono ani nge li pho pya chin de tu ga no gong to sin phin good king no it ba na nga ma bad king na good king si de eri bad king na good king tema tu ha su su sin gong to sin phin na good king phit de Jerusalem myu ma tu sin phin luk de nge li ne atet se chau nit ajoi ka ni sin phin luk to phit de se chau nit de ma atet se chau nit atet ben heo si ta le de ma oji min che sim phin che ka atet se chau nit ma be to sin phin luk lu ya ra phit de da ne nga se na nit bo no so lu su yin le se yin David suy nit bong le se Solomon suy nit bong le se tu cha ro nga se na nit sin phin luk da phit de da ne tu su lu se yin asa pai ma ayan kong de asa pai ma ayan kong de no da cho tu ti sa si re phya chit de phya ku be adi ka tha de phya ta khen ka le ong min chin pi re no ong min chin pi re da ne sit ji ma su yi tu ye po wan chin ma si re nai ngan ri ka pian phet tu gu pian nai me tu te ma ma si ta nai ngan ma ma si bu si po yi ma le sai pyu yi ayan kong de era ne nai ngan ma no ngi ngot pi pi mu so ra si re da pi me wan ne sia kong da ka ne ne chia la de kha ma man mana tu a the ma wan da re mana man mana sura lose far atung lose far ateta phit de tu chong eri man mana ko atung piu chin a phin no zung chi tu to mya mya sim pain to mya mya na pya si chen tu yau tu re a chong ti si ya re la chong man mana sura chonoru atwat ayan chiao sia kong de aya phit de sura le ti phu phit de man mana wan la ra ne tu maluk tin de aluk ko luk de belo luk tale su si nga no tu sik the ma wa chwa mu ri wan la bro ma tu maluk tin de aluk zit pro hing men di ga luk ya me aluk go
ตัวลูกมีเลยเบลูลูกตะเลสุยินบิมันรอจิตเทมาตัวบรอมานั่นตามวยนะมีสุผู้เอราจิโปรหิเมียกะเบลูกลุยาเรอายาจิโปรหิมาตองมาจิโปรหิมินจีลุยาเมอายาเพชเตดานะตุกะพยาโวก็ยมมาใส่รอบูงาสุเรยากะตุอเตตะกูล้วนมูเรคำอุกชุกเรคำมาพยาปิดมาผู้บามาเจ้ารอเอรานะเบลูพิตเลตุสินบิมันรอจิเทมาวันบรอมานันตาปองมวยกูตัวมีสุไลเดเอรานะเช็ดชินเบพยาตะเข็นอเมดอตุปอมาเยาลาบรอมาตูอนุโยกายาตัวเรเอรานะตูนับพูมาอนุโยกายาบรอมาตูที่ทรงตัวเรอจองตัวนู้ตุยเสียเรตัวเอสินพยินจีอายันอากุลูยาเรสินพยินจีเนาะลิงมาเรใส่ผิวจีสีปัวจีเลตอเรสิจีมาเลอายันตอเรตัวมาสิรอเรขามาในงานก็รอมังยิงมวดแบบผิดเตลูรีเจ้าสุนสิงเนี่ยเนาะมาในงานเราแท้มาสิเรอพวาริเลพยุพยผิดกงเรจังมาตัวนั้นเราจีเรนั้นเรามาสินไทยแม่ตัวสินเพมาสิรอสิบีรีเจ้าลาเรสุยินอเมงปีแม่ตัวเลยมาสิรอเรอเชนีมาสิเรขามาปีตูปีตารีอาลงอ่ะเจ้าสุนสิกเนสินีเรจังมาโปรเฟตไอซายาการอบีมันโดจิเทมาวันบรอมาสู่ท้องเดลุนะเช่นสากาพอเปียเปียเลยบีมันโดจิเทมาสู่ท้องเดขามาตัวก็เบตูมินเตเลสลุสีกองกินปลีนโดปอมาไทยโดมูโตพยาตะคิงกุมินเตเอาบีจนรู้อาลงดีอายาโกอดูตะกว่าสินสาจายาออิตราในงานมาสินพยินมาสีบุปีตูปีตารีอาลงอ่ะเจ้าสุนสิงเนี่ยนะสิกสินเจส่วนเนี่ยตัวสินีเรียชิงมากองกินปลีนรอมารอสินพยินจีกองกินเนี่ยมีจีกูไปตาอุกสุรมูโตพยาตะคินไทยรอมูเรสุระไอซายากามีนเตฮาเลลูยาฮาเลลูยาทูพยาตะคินดามารอเมียตาอยู่บุงจีบาสีดีนี้มาตะคาตะลีจนอรุยอัตเตตามาคูยาเมมียาเมเกตุจนอรุกุกุงยิมาสาเมตูริมาสีตะเกตุเนาะจนอรุกุลานเปียโตตุมาสีตะเกตุทีนเดเชเปียตนาเมียเนี่ยจะลงปานนี่เรเชอนาโยกาจงแลเพชรในเดสีปัวยเจียสินลูแลเพชรในเดเปยินปวันจินมาสีเรตูรีจงแลเพชรในเดมิตาสุจงแลเพชรในเดเอลูคัดแคชินเนี่ยจนรู้สิงนลุงปีนปานนี่เรเชงมาหมอปานนี่เรเชงมากองกินปลีนโรมาโรไทยโรมุโตพยาตะเคียนเพียงแลชินมาสีบุฮาเลลูยาทูพยาตะเคียนกูจนรู้มินผู้ลูกอัตเตทูพยาตะเคียนกูน้อมที่ผู้ลูกอัตเตเอราเนี่ยโปรเฟตไอซายากามีจีมาจีรอบกองกินเบียจีเรฮาเลลูยาดาจังตะเชงลุงมีจีเรตุริกะวันเนชินสิกเปียชินอ่างเอชินเบตรูอัตตามายาสีมาเพียดมิตาสุจีบะเบรมาอายะจีนันมุสีในมามหูเกเมเมงมาจีบะอาจชูริกะน้อมเมงมาเนี่ยมาควยระน้อมบาจงเลยแต่ชูริกะเจ้าเจ้าท่านนี่มุทวดมาปีระบาจงเลยอาจองมีวิวกะดิลูพันทาลุเพียดนั่นเองเนาะ
ကလေးမရှိဘူးရှင်ငါထွက်ပြေးရကြာလာပြီဒီကလေးရီကြောင့်မင်းမတော်များအဲ့လိုပြောတဲ့အတန်နဲ့ကျွန်တော်ကြားရတယ်။ကြောင့်ဂျယ်ရီကလည်းဒီကလေးရီကြောင့်ကျွန်တော်မတာဝန်ရှိတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်ရှိကြည့်လို့ရှိရင်ကျွန်တော်ပြောချင်တာကစိတ်ပြတ်အားငယ်ခြင်းပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီချင်းမှာကောင်းကင်ကိုကြည့်ပါပလင်တော်ပေါ်မှာထိုင်တော်မူသောဘုရားသခင်ပြန်လဲခြင်းမရှိသောဘုရားသခင်ဖြစ်တယ်ဆိုတာခမညာမြင်လို့ရမှာဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်အဲ့ဒီချင်းမှာကျွန်တော်တို့ဟေစယာကကောင်းကင်ကိုကြည့်တဲ့အခါမှာသူ့ရဲ့ပြဿနာအကုန်လုံးပျောက်သွားတယ်ပြတ်သွားတယ်ဘုရားကိုမြင်တဲ့အခါမှာအန်ဩစရာကောင်းတာကဘာလဲဆိုလို့ရှိရင်ဟေစယာကဘုရားကိုမြင်တဲ့အခါမှာမှန်ကြည့်တယ်လို့သူ့ကိုသူပဲမြင်တယ်ဒါကြောင့်ဘုရားကိုမြင်တော့သူတိုင်းကပတ်ဝန်းကျင်မမြင်တော့ဘူးဘုရားကိုမြင်တော့သူတိုင်းကသူတပါးရဲ့အပြစ်အားနဲ့ချက်တွေမမြင်တော့ဘူးသူတို့ရဲ့အားနဲ့ချက်သူတို့ရဲ့အပြစ်သူတို့ရဲ့ငိပတ်မှုတွေသူတို့မြင်တယ်ဘုရားသခင်သူရဲ့ပလင်တော်မှာထိုင်တဲ့အခါမှာကောင်းကင်တမန်ကသူတို့ချီးမွမ်းကြတယ်တဲ့ချီးမွမ်းတော်အဖွဲ့ကောင်းကင်တမန်ကဆရာဖ်အဖွဲ့တွေဖြစ်တယ်သူတို့မှာအတောင်6ခုရှိတယ်အတောင်2ခုကသူတို့မျက်စိကိုဖုံးထားတယ်ဘာကြောင့်လဲဘုရားသခင်ရဲ့ဖြောင့်မခြင်းတန်ရှင်းခြင်းကိုလူသားခန္ဓာကိုယ်ရှိတော်အတွေ့အတာရှိတော်သူမြတ်ကမြင်လို့ရှိရင်ချက်ချင်းတည်တော်မှာဖြစ်တယ်မြင်လို့မရတော့တန်ရှင်းဖြူစင်တော်ဘုရားသခင်ကြည်လို့မရတော့တန်ရှင်းဖြူစင်တော်ဘုရားသခင်ဖြစ်တယ်ကောင်းကင်တမန်တော်တွေလည်းပြည့်စုံတော်တန်ရှင်းခြင်းရရှိတော်သူများဖြစ်ကြပြီမဲ့ဘုရားသခင်ရဲ့ဖြောင့်မခြင်းတန်ရှင်းခြင်းတကူတော်ကြီးမြတ်ခြင်းကိုသူတို့မျက်စိနဲ့မြင်လို့မရဘူးကြည့်လို့မရဘူးဒါကြောင့်သူတို့အတောင်နဲ့ဘုရားသခင်ရှေ့မှာသူတို့မျက်နှာကိုဖုံးပြတာဖြစ်တယ်သူတို့ခြေထောက်ကိုလည်းဖုံးပြတယ်တဲ့ခြေထောက်ကဘာကိုအမေရန်ပုံဆောင်တတ်တယ်လဲဆိုလို့ရှိရင်ငစ်ပတ်ခြင်းဖြစ်တယ်ကျွန်တော်တို့ဘာကြောင့်ဘုဒ္ဓဖနတ်ဒီဝတ်ကြရလဲဆိုလို့ရှိရင်ကျွန်တော်တို့ခြေထောက်ကကျွန်တော်ခန္ဓာကိုယ်မှာအငစ်ပတ်ဆောင်ခြေထောက်ပဲဖြစ်တယ်နော်ခမရတို့မယုံရင်နော်စမ်းကြည့်လိုက်ပါနော်ခန္ဓာကိုယ်မှာအငစ်ပတ်ဆောင်အဲ့ဒီအရာကိုဖျားရှိမှာပေါ်လို့မရဘူးပြက်လို့မရဒါကြောင့်သူတို့ရဲ့အတောင်နှစ်ခုကသူတို့ခြေထောက်ကိုဖုံးထားတယ်အတောင်နှစ်ခုကပြန်ပြီးတော့မှဖျားကိုချီးမွမ်းကြတယ်တန်ရှင်းတော်မူ၏ဖျားကိုချီးမွမ်းကြတဲ့အရာကိုနော် prophet Isaiah ကမြင်တဲ့အခါမှာဖျားကိုမြင်တော်သူတိုင်းသူတို့မမြင်တယ်ဆိုသူတို့ကိုသူတို့မြင်ကြတယ်ဟေစယာကဖျားကိုမြင်တယ်မြင်တဲ့အခါမှာတန်ရှင်းတော်ဖျားသခင်ဖြစ်တယ်ဆိုတော့သူတည်တယ်မြင်တယ်ဒါနဲ့အန်အောစရာကောင်းတာကဖျားရဲ့ဖြစ်ခြင်းအကုန်လုံးတည်ဖို့မဟုတ်ပဲနဲ့သူဤဖြစ်ခြင်းသူကငစ်ပတ်တော်သူဖြစ်တဲ့အကြောင်းယွန်ရှာဘွယ်ကောင်းတော်သူဖြစ်တဲ့အကြောင်းသူကိုသူပြန်မြင်တယ်ဒါကြောင့်ဖျားတွေ့တော်သူကဲတင်ချင်းရရှိတော်သူကပတ်ဝန်းကျင်မမြင်တော့သူတို့ကိုသူတို့ပဲမြင်တဲ့အခါမှာနှိမ်ချတော့အသက်တအလူနဲ့ဝန်လာတယ်ဒါကြောင့်ဒီနေ့မှာ prophet Isaiah ကဖျားကိုမြင်တယ်လို့ကျွန်တော်တို့လည်းပဲတမန်တရားထဲမှာကျင်လဲတဲ့ဆိုရင်တမန်တရားအလင်းထဲမှာကျွန်တော်တို့ရဲ့အပြစ်ကျွန်တော်တို့ရဲ့မထိုက်တန်မှုတွေကျွန်တော်တို့ရဲ့ယွန်ရှာဘွယ်ကောင်းသောအရာရှစ်ရှာကောင်းသောသူဖြစ်တဲ့အကြောင်းကိုကုပါကိုကျွန်တော်သိကြတယ်ကျွန်တော်ဟာခါမှာနေရောကကျွန်တော်တို့တငယ်ချင်းတယောက်ကတင်းထောက်တယောက်ကိုတင်းပြတဲ့အခါမှာသူကတင်ချင်းသူရောက်တယ်ကတင်ချင်းသူ
ไม่ยาวขินมันนี่เงี้ยเรามาตัวเตติขันแต่เบลูเตติขันแต่เลยสวยจนเงี้ยลุงปอมาเองนายบูเดียจนฮะยุนเสียบวยกองโตตูพิดเดสุราจนตีเรียกคำว่าอายันเช็ดเร่จนอตีนท่องนิดปองมีอาสวจนลุกแค่เร่ตูจนรู้อตีนเราไม่ยาวขินมาต่อมาหาคาริอายันอธินจีเร่เจ้าไตรพยาจองจีดมาอตีนเท่าแต่อ้วนนี่เนี่ยตัวจุยขันเดตัวพิดเดมิวปอไม่ยาวขินมาเลยแบบตัวเรเอเรียมาเนาะเอเรียอกทัลุกบูเรตุดูบาตุเลตุกุตุเลอายันงาจีเม็ดเดลุเทนเดตุนกปะดอเนี่ยพยาตะเกเนี่ยตุยเรคามางากะยุนเสียบวยกองต่อตุพิดเดสุราตีเรดาจ้องดินี่มาตนรุอาลงยุนเสียบวยกองต่อตุกะชีปุ่งมหบุขามยาเบพิดมิกซุยเบพิดเอราตีบาเอรามาตีมาเชนวิญญาณดอกขามยาเบโรมาสกาเปียวมาหมอลูริสิมาตันสินตะลูลูอามันซุงลูลูเนาะงาพิดเดลูทีนเดตูเยสิงนาลุงเทมาวิญญาณดอกอลุมาลุงไหนบ่นิ่งเชียส่วนเนี่ยงาอภิตาพิดเดเปียสิเชนตัวยกแม่ตัวพิดเดลูกูวันคำรอมานิ่งเชียโตตูเมียทำมาพยาตะเกนบุงรอทิ้งเสียตัดเดดาจอมตุกดานเจ้าขันจินฮัสเซสิตอไปเงตะเสตุงเทมาเบลูเปียวเลสุนมีอภิตกูวัฏฐาโตตูดีฉันตามายะมีอภิตกูวัฏฐาโตตูดีฉันตามายะมีอภิตกูพอเปียวันเชื่ออยู่สัมปิตโตตุมุกามกยุนาเราขันลิงเบอดึงเบกะบาเลสลุสีงาอภิตมาสีบูลุอภิตกูพุทธบรมะเนาะนี่เรนี่ดีตามกะเนาะพุทธารมกะเบเนอภิตมาสีตะลูลูหันสองบรมะนี่โตตุดีฉันตามายาบาสิติเลสลุสีมีอภิกูวันชะตองปันอยู่สัมปิโตตุมุกะกยุนาโรขันสามีกยุนาโรสุรากะบาเลสลุสีตรุอปอมาเจ้ายองเมตยาสีเชนปิดดันปิดเชนกันนี่ล้วนเมียวเชนกูสุลูราเพียเตมดาจอมอาสายากะพยายสิมาตุอภิตกูพัทธาลุมยาวเบลูเปียวเลสลุสีงาดีเนาะเปียสิเมตุพิดเดอภิจีโตตุพิดเดไปไงชาวเนี่ยคนนี้เทมาเบลูเปียวเลสุยเอลูตู้เยอชินีกูตีเรขามาตั้งสินจีลุกพุกองกินตะมันกะตูกูตู้สิมาลาเรอจงพอเปียปีเรมีอาพินตัวงิดปัดโตนุกูเนาะตั้งสินเชนปีเรอายันเจ้าเสียกองเนาะมุตาเปียวรามีอาลุนโลนะเมียนุกตีนุกคานบ่เนาะนุกตีหมอบ่เนาะเมียนุกตีนุกคานตันสินผู้มีเงียดแน่มีแค่กูอยู่บรมาดิลูลาลุกปีลูสินเบลานามเลยเนาะตานามาเพียดดาจ้องวิญญาณเราก็จะนรู้แต่เจ้าเนาะเปลี่ยนเลยบรมาปิ้วเปลี่ยนผู้ลูเชนได้จึงมาอายันนาตัดเดขันเป็นเสียดีอเมียสิตัดเดโอ้อาจารย์ตะเขาบมาปีมาในโรงว่าจนเจียนสาตีนดานปีเรจนตีนปีเรฮะก็มุยสู้อเมียวจนตีนปีราเพียดมุยสู้อเมียวจนตีนปีเรขามานั่นลูกเดียวตัวแต่ตุ้งเสียจอเราสิบนะอายันขันปีนเดดานเนี่ยตัวเช็ดชินมัตตาบรมะ
မွေစုအမျိုးမဟုတ်တဲ့သူတွေလည်းရှိနိုင်တယ်နော်ဆိုမှသူကထွက်ပြီးသွားတယ်ဘယ်တော့မှမလာတော့ဘူးဒါကြောင့်ဒီနေ့မှာဖခင်တခင်ကျွန်တော်တို့ကိုကဲတင်ချင်းတို့ရောက်ဖို့နော်လမ်းပြပူဆောင်တဲ့အခါမှာကျွန်တော်တို့အကောင်းဆုံးလို့ထင်တဲ့အရာတွေအကုန်လုံးဖျက်ဆီးဖို့လိုအပ်တယ်ဖခင်နဲ့ကျွန်တော်တို့ကြားမှာအဟံတာပြုတ်နိုင်တဲ့အရာတွေအကုန်လုံးကိုလည်းနော်ဖျက်ဆီးပြဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့မှာဘုရားသခင်ကကျွန်တော်တို့ဖက်မှာအလုတ်တဲ့အခါမှာစိတ်နာစရာတွေရှိမယ်ဆက်စရာတွေရှိမယ်ခံပင်းစရာတွေရှိမယ်သူအရာများပေါ်မှာစိတ်စိတ်တေခံဘရမဘုရားထံသို့ဒူဝန်ချင်းကတော်သူများကကောင်းချီးခံစားရတာဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးကိုအားပေးချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာ Prophet Isaiah အသက်တာနော်ကြည့်တဲ့အခါမှာကျွန်တော်ဘာတွေ့ရှိတယ်လဲဆိုလို့ရှိရင်သူငစ်ပတ်ချင်းကိုမီးခဲနဲ့တန်စင်ကြီးလုတ်ပြတာဖြစ်တယ်အမှန်ဆိုနှုတ်ခါငစ်ပတ်တဲ့ဆိုတာကဇီနဲ့ဆက်ပြနဲ့စီဖူဖြစ်တယ်ဒါပြန်ဖယားတင်ကမရှိဘူးဇီနဲ့ဆက်ပြနဲ့မရှိပြဘူးမီးခဲနဲ့ပဲတိုက်ပြလိုက်တယ်အယံနာမယ်ဆိုတာကျွန်တော်သိလို့ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဲတင်ချင်းတို့တကယ်ရှစ်မှန်တော့ကဲတင်ချင်းရရှိချင်းတယ်ဆိုရင်ခံပင်းစရာရှိမယ်နာကျင်စွာခံစားတဲ့အရာရှိနိုင်တယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးလို့ထင်တဲ့အရာတွေကိုနှုတ်ကပတ်တော်ကဖျက်ဆီးပြီးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ခံစားချက်တွေစိတ်နှလုံးတွေကိုနာကျင်စွာကျွန်တော်တို့ခံစားတတ်တယ်ဆိုတာကျွန်တော်သိဖို့ဖြစ်တယ်ဟုတ်ပြီဘုရားသခင်ကိုမြင်တော်တူတိုင်းကတခြားလူမမြင်ဘဲနဲ့သူမြင်ကြတယ်ဆိုတာကျွန်တော်ပေါ်ပြချင်တယ်ပထမဦးဆုံးကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဖခင်ဖြစ်တော်အာဗြဟံကျွန်တော်ပြောချင်တယ်အာဗြဟံရဲ့အသက်တာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကဘာဦးကျန်ခန်းကြီးဆက်အပိုင်းငယ်29ထဲမှာနော်အပိုင်းငယ်29ထဲမှာကျွန်တော်ဒီမိမှုနဲ့ပြတက်ဖြစ်တော်လဲဘုရားရှင်ယခုရှောက်ရမယ်ဟုအားထုတ်ပါရှိလို့သူ့ကိုသူအားပြည့်တဲ့အကြောင်းကျွန်တော်တွေ့ရှိရတယ်အဲ့ဒီမှာအာဗြဟံကသူ့အသက်တာမှာဘာတိတယ်လဲဆိုလို့ရှိရင်သူ့ရဲ့အခြေအနေဖြစ်တယ်သူဟာဆိုလို့ရှိရင်မိမှုဖြစ်တယ်ဆိုတာသူသိတယ်ပြီးရင်ပြတက်ပဲဖြစ်တယ်ဆိုတာသူကိုယ်တိုင်ကဘာမှမဟုတ်တဲ့အကြောင်းကိုသိတာဖြစ်တယ်ပြီးရင်ယောဘရဲ့အသက်တာကျွန်တော်ကြည့်မယ်ဆိုရင်သူကဖွင့်ပြပြတဲ့တမန်တရားကယောဘခန်းကြီး14အပိုင်းငယ်1ထဲမှာလူဒီမင်းမအဖင်ဖွာတော်သူဖြစ်တဲ့ဖင်အသက်တူ၍ဒုက္ခနဲ့ပြည့်စုံပါ၏တဲ့လူဒီမင်းမအဖင်ဖွာတော်သူဖြစ်တဲ့ဖင်အသက်တူ၍ဒုက္ခနဲ့ပြည့်စုံပါ၏ဒီနေရာမှာဒုက္ခဆင်းရဲခြင်းပြဿနာဆိုတာကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာရှိဖို့ဖြစ်တယ်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်အပြစ်ကြောင့်ဖြစ်တယ်အာဒမ်နဲ့ယေဝတို့ရဲ့အပြစ်ကြောင့်အမွေခံရတဲ့အရာဖြစ်တယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်ယောဘခန်းကြီး25အပိုင်းငယ်6ထဲမှာဒီကောင်ဖြစ်တော်လူသားဘူရဖြစ်တော်လူသားအဘေစုဘွေရရှိတနေတဲ့ဖယားအမင်မှာကျွန်တော်တို့ဒီနော်ဒီကောင်လူဖြစ်တယ်ကျွန်တော်ငယ်တုန်းကတိတ်ပန်တင်ခဲ့တယ်အဲ့ဒါ9တန်းလား4တန်းမှလားခုထက်တည်းကျွန်တော်မြင်လို့မရဘူးဒီကောင်အကြောင်းကျွန်တော်တင်တယ်ဖြစ်တယ်ဒီကောင်ဒီငယ်စီလူတော်အကောင်ဖြစ်တယ်တို့မှာသူဒီအယုမရှိတော့ကြောင့်ပေါ်หน่วยဖြစ်တယ်အယံနော်
ဘာလဲဘယ်လိုပြောမလဲယွန်စီဘွယ်ကောင်းတဲ့ဒီကောင်ဒီမှာကျွန်တော်တို့အားလုံးဒီမှာထိုင်ကြတယ်ယောဘကလူသားရဲ့အခြေအနေကိုပြောတဲ့အခါမှာဒီကောင်ကဲ့သို့ယွန်စီဘွယ်ကောင်းတော့လူသားကျွန်တော်တို့ဖြစ်ကြတယ်ပြီးနောက်တစ်ခုဘူးရွလို့လည်းပြောတယ်ဘူးရွလောက်ကောင်ယောဘကဖယားကိုမြင်တဲ့အခါမှာသူ့ကိုပြန်မြင်တာဖြစ်တယ်။ဒါကြောင့်ဖယားကိုမြင်တော့သူတိုင်းကသူတွေအားနဲ့ချက်တည်တယ်။သူတို့ဒီယွန်းရှေဘွယ်ကောင်းတော်သူဖြစ်တဲ့အကြောင်းတည်တဲ့အခါမှာနော်နေချပါလို့ဘာမှပြောเสียမလို့ဇာလာ20နဲ့အပိုင်းငယ်6ထဲမှာလဲကျွန်တော်ကလူမဟုတ်အဲ့ဒါဘယ်သူလဲဆိုရင်ရှင်ဘုရင်ကြီးဒါဝိဒ်ဖြစ်တယ်ရှင်ဘုရင်ကြီးဒါဝိဒ်ဆိုရင်လူတွေအဲ့ဒီခေတ်တုန်းကဣသရေလလူမျိုးများအားလုံးရဲ့နော်လေးစားတဲ့အထင်ကြီးတဲ့ရှင်ဘုရင်ကြီးဖြစ်တယ်ဒါပေမဲ့ဖယားရဲ့အလင်းမှာသူရဲ့အသက်တောက်ပြန်မြင်တဲ့အခါမှာကျွန်တော်ကလူမဟုတ်ဘူးကောင်မြတ်တာဖြစ်၏လူများကဲ့ရဲ့เสียလူစုအဆက်ခွဲเสียผู้ဖြစ်ပါ၏ဒါကြောင့်ဒီနေ့မှာ prophet Hosea ကဖယားကိုမြင်တဲ့အခါမှာငါတန့်ရှင်းတယ်ငါတော်တယ်ငါလှတယ်ငါချောတယ်လို့မမြင်ဘဲနဲ့ငါဒီပျက်စီးတော်သူဖြစ်တယ်ငစ်ပတ်တော်သူဖြစ်တယ်ယွန်းစီဘွယ်ကောင်းတော်သူဖြစ်တယ်အဲ့ဒါကဖယားစိတ်နှစ်တဲ့နှလုံးသားဖြစ်တယ်ဒါကြောင့်ကောင်းကင်တမန်တပါသူ့ထံမှာပြန်ပြီးတော့သူ့ရဲ့အငစ်အကြီးတွေအားလုံးယွန်းစီဘွယ်ကောင်းတဲ့အရာတွေအားလုံးကိုတန်ရှင်းလုတ်ပြလိုက်တယ်ကဲကျွန်တော်တို့တော့ကျေးဇူးတော်ခံစားတယ်ကျေးဇူးတော်ခံစားတယ် prophet Isaiah ကဲ့သို့ကျွန်တော်တို့နော်မြင်ခဲ့တဲ့ကျွန်တော်အပြစ်ကိုတန်ရှင်းရလုတ်เสียမလို့အတူရောအဖြစ်အပြစ်ရှိတဲ့မြတ်ကိုရှိကြောပြီးရဟာလေလုယာအဲ့ဒါကိုလက်ခံဖို့အိုးကိုရောကျေးဇူးတင်ပါ၏လို့လက်ခံဖို့ဖြစ်တယ်အပြစ်ရှိတဲ့မြတ်တို့ကိုရှိကြောပြီးတော့မိုးပွင့်ကဲ့သို့နော်ဖြူရှင်ပြီးတယ်တန်ရှင်းချင်းပြီးတယ်သူမွေးကဲ့သို့နော်တန်ရှင်းစီဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးကျေးဇူးတော်ချီးမွမ်းကြရအောင်ပြီးနောက်တစ်ခုရှိတယ်နော်အဲ့ဒါကကျွန်တော်တို့ခရစ်တော်ထံသို့ရောက်နိုင်ဖို့ရန်ဖခင်သခင်လုပ်ပြီးသောအရာဖြစ်တယ်ဒါပေမဲ့ကြောက်စရာကောင်းတဲ့အရာကဘာလဲဆိုရင်အမေရန်စုတောင်းပြီးချင်းကိုကျွန်တော်ရဲ့အတွေ့အကြုံရခံဘရောမှာလုံးဝစစ်မာတဲ့သူတွေနော်နှုတ်ကပတ်တော်ကိုတခါတည်းလက်ခံဘရောမှာဘုရားသခင်အလိုတော်ကိုချက်ချင်းမယိုချင်တဲ့သူတွေစစ်မာဘရောမှာဘုရားကိုအမေရန်နေ့စဉ်တဲ့အချစ်နဲ့ဆန့်ကျင်ဖက်ပြုတဲ့သူတွေပေါ်မှာဘုရားသခင်ရဲ့နော်ဆုံးမပဲ့ပြင်ခြင်းရောက်တတ်တယ်နှုတ်ကပတ်တော်အဖင်ပြောတယ်။အော်ဟုတ်ကဲ့ကျွန်တော်မပါတယ်လို့ချက်ချင်းလက်ခံတဲ့သူတွေနော်ဘာမှနော်မလူအပ်ဘဲနဲ့ဝန်မြောက်ချင်းငင်တက်ချင်းတော့ရရှိတယ်။ဒါပေမဲ့အဲ့ဒါကိုလက်မခံနိုင်ဘဲနဲ့ရှင်းမာတဲ့သူတွေကတော့နည်းနည်းမာလေးနဲ့သူတို့ကိုစကားပြောဖို့လိုအပ်တယ်နောက်ဆုံးမှာဆက်လက်ပြီးတော့မှရှင်းမာရဲဆိုရင်အယိုးလို့နာကျင်စွာခံစားပြီးတော့မှမြတ်ကြီးကြတဲ့အထိ
ဖယားတခင်ဆုံးမပဲ့ပင်ခြင်းရောက်ရှိလာတတ်တယ်ဒါကြောင့်ဒီနေ့မှာအားလုံးကိုကျွန်တော်အားပေးချင်တာကနှုတ်ကပတ်တော်အဖြစ်ဖယားတခင်ရဲ့လမ်းပြပို့ဆောင်ခြင်းကိုဟုတ်ကဲ့လို့ဝန်ခံကြရအောင်ဝန်ခံကြရအောင်လို့အားလုံးကိုကျွန်တော်ဖြစ်ခေါ်ချင်တာဖြစ်တယ်ဒါနဲ့အဲ့ဒါနဲ့ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ခုတိဖို့လိုအပ်တဲ့အရာကဘာလဲဆိုလို့ရှိရင် prophet Hosea ကဖယားတန်ကိုကြားတယ်သူကတန်ရှင်းချင်းကိုရရှိသွားပြီးမင်းဟစ်အားဖြင့်သူအငိတ်အကြီးရီနော်ယွန်ရှေဘွယ်ကောင်းတဲ့အရာတို့မှရှိတဲ့အရာတွေအားလုံးကိုမိခဲနဲ့တန်ရှင်းရေးကိုလုတ်ပြလိုက်တဲ့အခါမှာဖယားအတန်ကြားတယ်သူကြားတဲ့ဖယားအတန်ကဘာလဲဆိုလို့ရှိရင်နော်ဒီမှာငါတို့အဖို့ဘယ်သူတော်မလဲငါဘယ်သူစီလွတ်မလဲဆိုတာဖယားအတန် prophet Hosea ကြားတဲ့နော်အတန်ဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဖယားအတန်ခင်ဗျာကြားဖို့ပြီလားလို့ကျွန်တော်မေးချင်တာရှိတယ်ဘုရားတန်ကြားဘူးဗလားအတန်ဆိုတာကတချို့တွေcharismatic အဖွဲ့တွေကဘယ်လိုပြောလို့ရှိလဲဆိုရင်မနေ့ညမှာကျွန်တော်ကိုဘုရားကစကားပြောတယ်မျိုးနဲ့ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တမန်တရားကိုတိဘရမဘုရားရဲ့ခေါ်ခြင်းအတန်ကကျွန်တော်ရဲ့ဝိညာဉ်ကနော်တိဖို့ဖြစ်တယ်ကြားဖို့ဖြစ်တယ်အဲ့ဒီဝိညာဉ်ကတည်တဲ့အရာကြားတဲ့အရာကိုကျွန်တော်တို့ဒီခန္ဓာကိုယ်စိတ်နှလုံးထဲမှာတည်ပြီးတော့မအော်ကျွန်တော်ဆိုရင်ဖယားကခေါ်တယ်ဆိုတာတည်ဖို့ဖြစ်တယ် prophet Isaiah ကအဲ့ဒါကိုတည်တယ်သူကတည်တဲ့အခါမှာဘယ်လိုတုံ့ပြန်တယ်လဲဆိုလို့ရှိရင်ဘုရားခေါ်ခြင်းအကျွန်ုပ်ကိုစီလော့တော်မူပါတော့အကျွန်ုပ်ရှိပါ၏အကျွန်ုပ်ကိုစီလွှတ်တော်မူပါတခါတည်းနဲ့ prophet Isaiah ကသူတန်ရှင်ချင်းရရှိတဲ့အခါမှာတနည်းအားဖြင့်ပြောမယ်ဆိုရင်အပြစ်ခွန်လွှတ်ချင်းရရှိတဲ့အခါမှာတခါတည်းနဲ့ဖယားရဲ့ခေါ်တန်းနော်တုံ့ပြန်တယ်အကျွန်ုပ်ဒီမှာရှိပါ၏ဒီမှာရှိတယ်မနေ့ညမှာကျွန်တော်English service မှာလူငယ်များပေါ်ပြပြီးတဲ့နိုင်ငံအတွက်တော့ဆုတောင်းပြီးတယ်ဆုတောင်းတဲ့အခါမှာမနေ့ကပေါ်ပြပြီးတဲ့အရာက1.9 million လောက်ရှိတဲ့လူဦးရေက1.9 million လောက်ရှိတယ်လို့ပြောတယ်ဒါပေမဲ့ညကျွန်တော်အိမ်ပြန်တဲ့အခါမှာပြန်ဒီချယ်လီစစ်စီကြည့်လိုက်တဲ့အခါမှာအဲ့ဒါသူတို့ state တစ်ခုအတွက်သူတို့ပြရလာတော့ကျွန်တော်မသိဘူးနော်လူကြီး4.0 million လောက်ရှိတယ်အဲ့ဒီထဲမှာနော်ခရစ်ယာန်တွေကဘယ်လောက်ရှိတယ်လဲဆိုရင်0.6 လောက်ပဲရှိတယ် percentage နဲ့တွက်မယ်ဆိုရင်အဲ့ဒါကတရားမှာ6ယောက်လောက်ပဲရှိတယ်လူတရားမှာ6ယောက်လောက်ရှိတယ်အဲ့ဒီနိုင်ငံမှာဘယ်သူတွားနိုင်မလဲဆိုတော့ကျွန်တော်စုတော်တဲ့အခါမှာဘယ်လိုလဲမသိဘူးကျွန်တော်အလိုနဲ့ကျွန်တော်မျက်ကြီးကြလာတယ်။အော်ကိုရောကျွန်တော်တို့ကြတော့နေတိုင်းကြရတယ်။ကြားဘူးတဲ့သူတွေထိုင်မှာကျင်ပေါင်းများစွာထတ်ခတ်တယ်လေကျွန်တော်ဟောရတယ်။ဟောရမြာလီလေးပူဘရစစ်မာလီလေးတလူပဲဖြစ်တယ်။ကိုရောဒီနိုင်ငံမှာဘယ်သူတွားနိုင်မလဲဆိုမှကျွန်တော်မျက်ကြီးနဲ့ကျွန်တော်စုတောင်းခဲ့တယ်ခုကမ္ဘာနိုင်ငံတည်တည်ကိုကြည့်မယ်ဆိုရင်ခရစ်တော်မရှိတဲ့သူတွေနှုတ်ကပတ်တော်တခါမှမကြားဘူးတဲ့သူတွေအများကြီးရှိတယ်
ဒါကြောင့်ဒီနေ့မှာဒီမှာရှိတဲ့လူငယ်တွေအကောင်းဆုံးသောနိုင်ငံကျွန်တော်တို့ရောက်တယ်အကောင်းဆုံးသောပညာရေးကိုလည်းကျွန်တော်တို့ရတယ်အဲ့ဒီနေရာကနေကျွန်တော်တို့အောက်ကျနောက်ကျဖြစ်တဲ့နိုင်ငံတွေမှာတွားဖို့ဘုရားတခင်ကကျွန်တော်ပြန်လဲဖြစ်ခေါ်တာဖြစ်တယ်အဲ့မှာတစ်ချက်လေးကျွန်တော်ပေါ်ပြပြချင်တဲ့အရာရှိတယ်ကျွန်တော်အဲ့လိုနဲ့အင်တာနက်မှာကျွန်တော် share ပြီးတော့မှလေ့လာတဲ့အခါမှာအသက်9နှစ်အရွယ်ကလေးတယောက်ကဒီဖခင်ရဲ့ခေါ်တန်ကိုကြားပြီးတော့မှစက်ကထားတဲ့အကြောင်းကျွန်တော်ဖတ်ရတယ်အသက်က9နှစ်ပဲရှိတယ်နော်ဒီမှာရှိတဲ့မိဘတချို့ရဲ့တာသမီဖြစ်တယ်ဆိုရင်မင်းအရန်အားရအသက်ငယ်တည်းရလို့ပြောကြမှာပဲနော်ဘယ်ပြန်ခံဖို့တော့မှမင်းအရန်ငယ်တည်းရမခံနဲ့အောင်လို့တားတဲ့သူတွေရှိတယ်လေအသက်9နှစ်အရွယ်ကဆုံးဖြတ်ချက်ချဘရမနော်ငါဖခင်ရဲ့အမှုတော်ဆောင်မဲလို့သူ့နာမည်က Bob Hopkins လို့ခေါ်တယ်သူကEdmonds Berry State လို့ခေါ်တယ်အဲ့မှာအင်္ဂလန်နိုင်ငံနဲ့မွေးဖွားတဲ့သူဖြစ်တယ်သူအဲ့ဒါနဲ့အသက်9နှစ်အရွယ်ကနေသူတရားဟောဆလာတယ်ကဲတင်ချင်းတဲ့ကြောင့်သူဟောတယ်အန်အော်ဆရာကောင်းတယ်နော်ကိုကျွန်တော်တို့တာသမီးတွေဆယ်နှစ်ကျော်တဲ့သူတွေကဲတင်ချင်းရရှိတဲ့သူတွေအများကြီးရှိတယ်နော်ဟိုအရင်တော့ကျွန်တော်တို့Daniel Prayer Garden မှာ camping လုပ်တယ် camping လုပ်တဲ့အခါမှာအဲ့ဒီချိန်မှာနော်လူငယ်ကလေးတွေပေါ့နော်အသက်10နှစ်10နှစ်အရွယ်လောက်တက်လာကြတယ်အဲ့မှာခုလုံလျန်ဒီမှာထိုင်တယ်နော်သူကနို့ထမို့ရတာနဲ့ကဲတင်ချင်းအကြောင်းသူအတင်ပြီးတယ်ကိုမတင်ပြတော့ဘူးထင်တယ်ကိုချင်းမှာသူငယ်လေးပဲရှိတယ်ကိုအဲ့ဒီ apartment collection မှာသူတို့နေရချင်းမှာသူတို့အင်နာကလေးတွေသူအတင်ပြီးတယ်ဂျွန်ဆန်လည်းတင်ပြီးသူရဲ့တင်ပြီးရနာထော်ဒါပေမဲ့ကျွန်တော်ကြားတာကသူတို့အင်ရဲ့ဟိုဖက်ခါမှာရှိတဲ့သူ့အရွယ်လောက်ကမလီတယောက်ကတော့မနာထောက်ချင်ဘူးလို့ကျွန်တော်ကြားတယ်ကျွန်တော်ဒီနေ့မှာကျွန်တော်တို့တာသမီးတွေအဲ့လိုမျိုးအဝံဂေလိနော်ဟောဖို့တင်ပြီးဖို့တိုက်တွန်းနိုးဆော်တဲ့သူမြင်ပါပဲနေရောက်စစ်တယ်အဲ့ဒီBob Hopkins ဆိုရင်အသက်80နှစ်ပြည့်တဲ့အထက်မှုတော်ဆောင်တယ်ဘယ်လောက်အထိသူအောင်မြင်မှုရှိတယ်လဲဆိုလို့ရှိရင်အဲ့ဒီသူရဲ့တင်ပြချင်းအဖြစ်2 million နော်ထက်မနဲ့လူငယ်တွေပြန်လဲချင်းသူခေါ်နိုင်တယ်ဒါကြောင့်ဒီနေ့မှာဖခင်ရဲ့အတန်ဖခင်ရဲ့စီလွတ်ခြင်းဖခင်ခေါ်ခြင်းအတန်ကိုကြားနိုင်ဖို့ရန်အသက်အရွယ်နဲ့မဆိုင်ဘူးအသက်ငယ်လေးဖြစ်ရင်လည်းကြားလို့ရတယ်သိလို့ရတယ်အသက်ငယ်လေးဖြစ်ရင်လည်းကိုရောကျွန်တော်ဒီမှာရှိပါ၏လို့ဖခင်ရဲ့ခေါ်ခြင်းကိုပြန်လဲပြီးတော့တုံ့ပြန်လို့ရတယ်ဆိုတော့ကျွန်တော်ဝေငှလိုခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်မျှော်လင့်တဲ့အရာကတကယ်လို့ခြေဆောင်ခြင်းမလာဘူးဆိုရင်ကျွန်တော်တို့အတင်းတော်ကနေနိုင်ငံခြားမှာအခြားသောနိုင်ငံမှာငါတတနာပြုလုပ်ငန်းအဖြစ်တော်မယ်လို့ဆုံးဖြတ်ချက်နိုင်မဲ့သူပဲနေရောက်ရှိမလဲအဲ့ဒီအတွက်ပဲကျွန်တော်ဆုတောင်းတာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အားလုံးအဲ့ဒီလုပ်ငန်းအတွက်ကျွန်တော်တို့ကိုအတင်းတော်ကိုဖခင်ကခေါ်တာဖြစ်တယ်တခြားကံတမဟုတ်ဘူးနော်
Eri look man the tuat. Sien hong tema sire turi luan milk chain. Satanya let tema pansi chung tong tare turi luan milk chain. Be nine puyan. Be puyan. That's all. Loka tuat terin gong sura. Jonore signboard ma be sire. Dini chonoru kuranka look tala. Era ule chonoru along. Sin chin chia ya ong ku ateta ule sin sa chia ya ong lu sin chin chia ya ong lu chono yau chin de era ne ku dai no matua na yin tong ma khanda ko ne matua na yin tong ma su tong chin ne to lo ya de sani ne dai dima amyu tam ya mya su tong si sin si de era le ta tana luk ngan phit de ewan ke le luk ngan phit de piao sung to ngin mya ke tien chen tu kho phu phit de hum sel ma le adi ka jro su tong de aya ka piao sung to ngin mya ke tien chen tu yau nai phu phit de thu luk ngan atuat chonoru ku dai tati khan lo ya de bi lu chen a phin Pawan lo ya de. Su tong chen a phin pawan lo ya de. Phaya ta hen ga akhon a ji pi de dai charo pawan phu phit de sura chanoru te phu phit de. Da ne chanoru ta tana luk ngan ma chanore pi kan chen ko le min tin chia ya ong. A yin dong a tan hin ma no taya lau pi de tu ri ka 200 300မြင့်တင်ကြရအောင်ကိုကျွန်တော်တို့အတင်းချုပ်ကလည်းတာတနာလုံငန်းအတွက်ကျွန်တော်တို့ကိုဘာလဲတောင်းဆိုတဲ့အရာရှိတယ်အဲ့ဒါကတလမှာတထောင်ပြနိုင်ဖို့ဆရာတို့ကြိုးစားကြပါတယ်တလမှာတထောင်ပြနိုင်ဖို့ကြိုးစားကြပါလို့အတင်းချုပ်ကလည်းကျွန်တော်တို့ကိုအားပေးတယ်ဒါကြောင့်ဒီနေ့မှာပြေလို့ချင်းအဖင်ပဝန်ကြာရအောင်စုတောင်းချင်းအဖင်ပဝန်ကြာရအောင်ဘေးရင်ကူတိုင်းတွားဖို့လည်းဖြစ်တယ်ဒါသမီးတွေကိုလည်းအချေသောနိုင်ငံအထိတွားဖို့ကျွန်တော်တို့တိုက်တွန်းကြာရအောင်လို့အားလုံးကိုကျွန်တော်အားပေးချင်တာဖြစ်တယ်အရောက်တိုင်းတွတ်ဘုရားသခင်ကောင်းချီးပေးပါစေ